ချင်းပြည်နယ်မင်းတပ်မြို့ဘက်ကိုစစ်တပ်ကတင်ကားအပါအဝင်စစ်ကားအများအပြားပို့ပြီးအင်အားဖြည့်တင်းနေတယ်လို့သိရပါတယ်။အဲ့ဒီစီရင်တန်းဟာဇွန်လဒုတိယပတ်အတွင်းမကွေးတိုင်းကြောက်ထုမြို့နယ်ကနေမင်းတပ်မြို့ဘက်သို့အင်အားဖြည့်ဖို့ရောက်လာတာပါ။ဒါအပြင်စီရင်တန်းလာရလမ်းတစ်လျှောက်မှာလည်းစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိခဲ့တယ်လို့သိရပါတယ်။ဇွန်လအစပိုင်းမှစပြီးမင်းတပ်နဲ့ကံပက်လက်မြို့နယ်ထဲမှာစစ်တပ်နဲ့ချင်းတော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့တာပါအဲ့တိုက်ပွဲတွေအတွင်းစစ်တပ်ဘက်မှတေဆုံးမှုများသလိုချင်းတော်လိုင်းတပ်ဖွဲ့တွေဘက်မှလည်းရဲဘော်တွေကြာဆုံးမှုရှိခဲ့ပါတယ်ဇွန်လ18ရက်နေ့ကလည်းစစ်တပ်ကမင်းတပ်မြို့ရဲကိုဇက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒါအပြင်ဇွန်လ16ရက်နေ့မှာမကွေးတိုင်းကြောက်ထုလေစိတ်ထဲကို Y8 ထောက်ပို့လေရင်ဆင်းသက်ခဲ့ပြီးခေရန်ရိတ်ခါနဲ့စစ်တီအင်အား60ခန့်ချပေးခဲ့တယ်လို့ဆိုပါတယ်မင်းတပ်မြို့နယ်အတွင်းတိုက်ပွဲတွေမှာဒဏ်ရာရတဲ့စစ်သား40ကျော်ကိုလည်းစစ်တပ်ကလေရင်နဲ့ပြန်တည်သွားခဲ့တယ်လို့သိရပါတယ်။